Welcome to A Dose of Ngay. Hello. Morning ma. Welcome to A Dose of Ngay. ဒီနေ့ခုချိန်ထိဟင်းချက်လို့မရသေးဘူးလက်ကချုပ်ရိုးတော့ဖြီလိုက်ပြီးတော့ပတ်တီးလည်းမရှိတော့ဘူးဒါပေမဲ့ချက်လို့တော့မရသေးဘူးပေါ့လေအဲ့တော့ sorry မုတ်တော့စားပါမယ်မနက်စာတော့စားမယ်မိုးရလည်းရွာတယ်ဟင်းချက်လို့ရလဲများသောအားဖြင့်တော့လေများသောအားဖြင့်တော့မနက်စာတော့အပြင်မှာတော့စားပြတယ်များအမိုးပြေးလိုက်အောင်မယ်မိုးရပြီဆိုတော့မနက်စာတော့စားပြတာကတော့ဒီဆိုင်မှာရင်းချံမနက်ခင်အစားစာပေါ့လေဒါသင်္ကန်းကျွန်းသူ့မင်္ဂလာလမ်းမကြီးပေါ်မှာရှိပါတယ်မဟာရန်ကုန်ကြော်လေးမှာပေါ့နော်အဲ့ဒီနားလေးမှာရှိပါတယ်သူကဆိုင်ထဲကိုဝင်လိုက်လို့ရှင်ဒီလိုမျိုး Anthony Bourdain ရဲ့ခုတ်စီပါတယ်ကတ်ထားတယ်ပေါ့နော်ဆိုင်ကတော့အကြီးမဟုတ်ဘူးအများကြီးစားစရာတွေလည်းအများကြီးအစုံမရှိဘူးအကျော်ရှိတယ်ဒီငယ်တို့ဒီအကျော်လည်းအများအားစားတယ်အချင်လေးကြိုက်လို့ပြီးတော့ဒီငယ်ကအဲ့ဒီကမြင်းချံပလာတာတုတ်ရောက်တိုင်းအဲ့ဒါပဲစားပါတယ်ပြီးတော့သူကလေဒီလိုပဲရည်လေးပေးတာပေါ့နော်ဟင်းချိုအနေနဲ့ပဲရည်လေးပေးပါတယ်ဘာလို့ကြိုက်လဲဆိုတော့လေစီတွေများပြီးတော့အဲ့လိုပြစ်နှစ်မဟုတ်ဘူးသူကပဲမှုန်လေးကောင်းတယ်ပြီးတော့ light ဖြစ်တယ်ပေါ့လေအဲ့ဒါကိုကြိုက်တယ်ကိုဘိုကတော့အတုပ်သူကအမြဲစားတယ်မုတ်တီတုပ်တို့ခောက်ဆွဲတုပ်တို့စားပါတယ်စားဖြစ်တယ်ခဏခဏစားဖြစ်တယ်ပေါ့နော်သူက Monday တော့ပိတ်တယ်တခြားရက်တွေလည်းတစ်ခါတလေပိတ်တယ်သူကလည်းစက်သားအမြင့်လေးလည်းပါတယ်ပြီးတော့မြန်မာစက်သားတုံးလေးလည်းပါတယ်အဲ့တော့ခဏစားဖြစ်ပါတယ်ကြိုက်တယ်menu ကတော့အများမစုံဘူးเนาะ၄မျိုးပဲဟုတ်တယ်၄မျိုးလားပဲမသိဘူးရှိပါတယ်ဒါမဲ့ကြိုက်ပါတယ်ရှင်ဒါကတော့ပုတ်စိတ်ညစ်နေတာဖြစ်ပါတယ်ပုတ်ကအပြင်ထွက်ပြီးတော့ငန်းလျှောက်ချင်တယ်ဒါမဲ့မိုးရွာနေတော့မထွက်လို့စိတ်ညစ်နေတာပါဒီနေ့ကလေတကယ်မိုးကတောက်လျှောက်ရွာတာเนาะအဆက်မပြတ်ပဲအခုတော့သူလက်လျှော့သွားပါပြီရှင်ဒီနေ့တော့ပြင်ထွက်ပြီးလမ်းမလျှောက်ရတော့ဘူးဆိုပြီးတော့စိတ်ညစ်နဲ့အိပ်ပျော်သွားပါပြီရှင်ဆိုတော့ကပြန်ရောက်ခတဲ့ကစားပြီးတော့ပြန်ရောက်ထဲကဗီဒီယိုရိုက်မယ်ဆိုပြီးတော့ရိုက်လို့မရဘူးဘေးအိမ်ကလေအိမ်ဖြိုချနေတာဆိုတော့လေအတန်လေးအရန်ကျယ်နေရောဒီကဘာမှ record လုပ်လို့မရဘူးအဲ့ဒါလည်းလုပ်လို့မရဘူးအဲ့လိုဖြစ်နေပါတယ်ဆိုတော့ခုလောလောဆယ်မှာတော့ဟင်းကတော့ချက်လို့မရသေးဘူးအမြန်ဆုံးပြန်ချက်နိုင်အောင်လည်းကြိုးစားပါမယ်ပြီးတော့ဘာတွေကြည့်ကြလဲပေါ့နော်ဒီကခုလောလောဆယ်ကြတော့လေကိုအိမ်မှာချက်စားတဲ့ဟာကိုပဲရိုက်လိုက်တာတီးတန့်ပေါ့နော်ဘယ်လိုမျိုးကိုတီးချင်လဲဘယ်လိုမျိုးဘာ recipe ကိုတီးချင်လဲအဲ့မျိုးလေး comment မှာရေးသွားပေးပါအောင်ရှင်ဆိုတော့ဗီဒီယိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် like and subscribe လုပ်သွားပေးပါအောင်ရှင် so see you on the flip side ta-da